မင်္ဂလာပါဒီနေ့ဘေးရောက်နေတဲ့နေရာတော့ UK ကအလားဆုံးနေရာတွေကတစ်ခုဖြစ်တဲ့ Cotswold District ကိုရောက်နေတာပါသူကဒီ district မှာလေအရန်ကိုလှတဲ့အဲ့ရွာလေးအများကြီးရှိရပေါ့နော်အခုဒီရွာကတော့ Castle လို့ခေါ်တဲ့ရွာကလေးအရန်ကိုလှတယ်သူကနာမည်ကြီးတာတော့ဒီသူ့ရဲ့ဘယ်လိုပြောမလဲရွာရဲ့အိမ်ပုံလေးတွေသူ့ရဲ့ဒီဟာကိုလာကြည့်ကြတာပေါ့အဲ့ဒါလေးတို့အဲ့ဒါနာမည်ကြီးကဲရွာလေးကိုခေါ်သွားမယ်ဒီရွာလေးရဲ့ထူခြားချက်ကအိမ်ကုန်နီးပါကြောက်တုံးနေနဲ့ဆောက်ထားကြတာဘေးတို့လာတာ off season မလို့လူသိမ့်မရှိဘူး spring တို့ summer တို့လာမယ်ဆိုလို့ရှိရင်ဒီမှာလူအပြည့်ပဲဒီရွာလေးကလေတကယ်ကိုပုံမြင်စာအုပ်ထဲရောက်သွားသလိုပဲအရန်လှပြီးအရန်သာရတယ်အခုရောက်နေတာကတော့ရွာထဲမှာရှိတဲ့ church ကျောင်းအိမ်တကားတွေကလည်းဟိုးရင်တော့အိမ်တကားတွေအင်္ဂလန်နိုင်ငံရဲ့ရွာလမ်းလေးတွေရှေ့ကနေပြီးတော့ကားဘွားကနေပေါ်လာမလားလက်နေရတယ်နှလမ်းမောင်းဒါမကားလားရထားနှလမ်းမောင်းတော့ပြီးသွားရင်ဒါ national speed limit နဲ့နော်ဟိုဘာလို့လဲ60နဲ့သွားလို့ရတယ်ဒီလမ်းမှာမသိဘူးဘွားကနေပေါ်လာလို့တော့ဒါဘာလို့ပြောလဲ UK ရဲ့တော်လန်သူ့နောက်လိုက်ပါ